ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Data Entertainment Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မြန်မာ Fighter Super Agent နဲ့ထွန်းမင်းအောင်တို့ရဲ့ပွဲတွေကိုတပြိုင်နက်ပွဲထုတ်လာတဲ့ One Championship အကြောင်းအကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ One Championship ကတော့မနေ့ကမြန်မာ Fighter 2ဦးပါဝင်ထိုးသက်မဲ့ One Friday Fight 110ပြိုင်ပွဲကိုတရားဝင်ချပြလိုက်ပါတယ်မြန်မာ Fighter Super Agent ရဲ့ပွဲကိုလွန်ခဲ့တဲ့တစ်ပတ်ခန့်က Promotion ဘက်ကတရားဝင်ချပြထားပြီးပါပြီမနေ့ကတော့မြန်မာ Fighter ထွန်းမင်းအောင်ရဲ့ပွဲကိုပါတရားဝင်ချပြလာပါတယ်ပရိသတ်အားလုံးသိတဲ့အတိုင်းပဲ Super Agent ကတော့ဂျပန် Fighter Muga Sito နဲ့ရင်ဆိုင်ထိုးသက်သွားမှာပါ Super Agent ရဲ့ပွဲစဉ်က၄ပွဲမြောက်နေရာကနေထိုးသက်ရမှာဖြစ်ပါတယ်ဂျပန် Fighter နဲ့ထိုးသက်ရမှာမလို့ဂျပန်ပရိသတ်တွေကြည့်လို့အဆင်ပြေမဲ့ရှစ်ထက်တွဲဆိုင်နေရာကနေထည့်သွင်းထားတာဖြစ်ပါတယ် Super Agent ကဂျပန် Fighter Muga Sito နဲ့ရင်ဆိုင်ထိုးသက်သွားမှာပါ Muga Sito က One Championship မှာ3ပွဲထိုးသက်ထားပြီး2ပွဲနိုင်1ပွဲရှုံးရလက်ကိုပိုင်ဆိုင်ထားပါတယ်ဝမ်းမှာနောက်ဆုံးထိုးသက်ခဲ့တဲ့ပွဲမှာမြန်မာ Fighter အဲမွေနဲ့ရင်ဆိုင်ထိုးသက်ခဲ့ရပြီးအဲမွေကိုအလဲထိုးနဲ့ရှုံးနေထားပါတယ် Super Agent ကလည်း One Championship မှာ3ပွဲထိုးသက်ထားပြီးတပွဲနိုင်2ပွဲရှုံးရလက်ကိုပိုင်ဆိုင်ထားတာပါ Super Agent ကနောက်ဆုံးထိုးသက်ခဲ့တဲ့ပွဲစဉ်မှာဆိုရင်ကေးဘောက်စင်ရှုံးပွဲမရှိ Fighter ဆန်ကာတစ်နဲ့ရင်ဆိုင်ထိုးသက်ခဲ့ရတာပါဆန်ကာတစ်ဆိုတာပရိသတ်အားလုံးသိမှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ထိုင်းနာမည်ကျော် Fighter ရော့ထန်ရဲ့ရောက်ဖဖြစ်ပါတယ်အဲ့ဒီပွဲမှာဆိုရင်ရေချမ်းကအပြန်လန်လက်သီးထိုးချက်တွေနဲ့ဆန်ကာတစ်လိုမျိုးကစ်ပေါက်စဉ်ရှုံးပွဲမရှိ Fighter ကိုတော့ချမ်းပြရမ်းပြခဲ့တာပါအနိုင်ရှုံးမပေါ်လို့တိုင်းဆုံးဖြတ်ခံယူရမှာတော့ Super Agent က Split Decision နဲ့ကပ်ပြီးရှုံးခဲ့ရတာပါဒါလည်းသူတို့ Asian Thai Fighter ဖြစ်တဲ့ကြောင့်မလို့ Promotion ဘက်ကဆန်ကာတစ်ကိုနိုင်ပေးသွားတာဖြစ်မှာပါသို့ပေမဲ့ဒီတစ်ချိန်ရင်ဆိုင်ထိုးသက်ရမယ့်ပွဲကကစ်ပေါက်စဉ်ပွဲမဟုတ်ပါဘူးရှည်ရန်ကျွမ်းကျင်တဲ့မွေထိုင်းပွဲနေရာကနေရင်ဆိုင်ထိုးသက်သွားရမှာဖြစ်ပါတယ်အခုထိုးသက်ရမယ့်ပွဲကမွေထိုင်းပွဲဖြစ်တဲ့ကြောင့်မလို့ Super Agent တို့အနေငယ်တော့အခွင့်အလမ်းတွေရှိတယ်လို့ပြောရမှာပါဂျပန် Fighter နဲ့ Super Agent ရှင်ကြည့်မယ်ဆိုဂျပန် Fighter Muga Sito ကမာကုန်နေပါတယ် Super Agent ကတော့ technique ကောင်းကောင်းနဲ့ရင်ဆိုင်ထိုးသက်တက်တာပါမြန်မာ Fighter တွေထဲမှာဆိုရင်နီးစနစ်ကောင်းကောင်းနဲ့ထိုးသက်တက်တဲ့သွေးလင်းထပ်ပြီးရင်မြန်မာ Fighter Super Agent လို့ဆိုရမှာပါမြန်မာ Fighter Super Agent နဲ့သွေးလင်းထပ်မြန်မာ US လက်ဝဲ Fighter တွေဖြစ်သည့်တိုင်နီးစနစ်ကောင်းကောင်းနဲ့ထိုးသက်တက်တဲ့ Fighter တွေဖြစ်ပါတယ်ဒါကြောင့်မလို့လဲ One Championship မှာနိုင်ပွဲတွေပုံဖော်ထားနိုင်ကြတာပါဒီချိန်မှာ Super Agent အနေနဲ့လဲအဲမွေအနိုင်ရထားတဲ့ Muga Sito ကိုနောက်တစ်ချိန်ထပ်မဲ့အနိုင်ယူပြသွားမလားဆိုတာဆက်လက်ဆောင်ကြည့်ရမှာပါMuga Sito ကတော့ Super Agent ကိုအမှောက်သိပ်ပြမယ်လို့ပွဲကြိုအင်တာဗျူးတွေမှာကြုံဝါထားပြီးပါပြီ။တို့ပေမဲ့ဘလို့အခင်းချင်းတွေဖြစ်လာမလဲဆိုတာလာမယ့်တောက်ကြနေညမှာစောင့်ကြည့်လိုက်ကြရအောင်ပါခင်ဗျာ။ပရိသတ်များခင်ဗျာထွန်းမင်းအောင်နဲ့ရင်ဆိုင်ထိုးသက်ရမယ့် Fighter ကတော့ Asian Thai Fighter ဖြစ်ပါတယ်။ထွန်းမင်းအောင်အနေနဲ့လည်း One Championship မှာ3ပွဲထိုးသက်ထားပြီးတပွဲနိုင်2ပွဲရှုံးရလက်ကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ထွန်းမင်းအောင်က Asian Fighter ချက်ဖတ်နဲ့ရင်ဆိုင်ထိုးသက်ရမှာဖြစ်ပါတယ်။ထွန်းမင်းအောင်ကမြန်မာ Fighter တွေထဲမှာအကောင်ကြီးတဲ့ကစားသမားပါလက်ရှိ One Championship One Friday Fight ပြိုင်ပွဲတွေမှာထိုးသက်နေတဲ့ Fighter တွေထဲမှာ weight အကြီးဆုံး Fighter လို့ဆိုရမှာပါသူကအရင်က Featherweight 155ပေါင်နဲ့မှာထိုးသက်ခဲ့တာဖြစ်ပါတယ်ဒီချိန်မှာဆိုသူ့အနေနဲ့160 weight တိတောင်ထိုးသက်ရမှာပါဒီလိုအကောင်ကြီးတာကထွန်းမင်းအောင်အတွက်အနည်းငယ်အခက်အခဲတွေကြုံနိုင်ပါတယ်ဘာကြောင့်လဲဆိုတော့ထွန်းမင်းအောင်ကအခုမှ10ကျော်သက် Fighter ဖြစ်ပါတယ်သူနဲ့ရင်ဆိုင်ထိုးသက်ရမယ့် Fighter တွေက Wire Fighter ကြီးတွေပဲဖြစ်ပါတယ်ဒါကြောင့်မလို့ထွန်းမင်းအောင်အနေနဲ့အနည်းငယ်တော့အခက်အခဲတွေကြုံတွေ့ရနိုင်ပါတယ်ဒီချိန်သူနဲ့ထိုးသက်ရမယ့် ချက်ဖက်ဆိုလဲ One Championship မှာအခုမှပွဲဥထွက်မှာဖြစ်ပါတယ်ထို့ပေမဲ့ချက်ဖက်က Thai Regional Promotion တွေမှာအကောင်းဆုံးလုပ်ပြထားတာပါထွန်းမင်းအောင်တဲ့မွေထိုင်းအတွေ့အကြုံတွေကလည်းအများကြီးရှိပါတယ်ဒါကြောင့်မလို့ထွန်းမင်းအောင်တဲ့ပွဲချက်တစ်ပွဲလို့ပဲဆိုရမှာပါ Super Agent တဲ့ပွဲချက်မဟုတ်ပေမဲ့ထွန်းမင်းအောင်တဲ့ပွဲချက်ဖြစ်တာတော့အနည်းငယ်စိတ်မကောင်းဖြစ်မိပါတယ်ထို့ပေမဲ့လည်းမြန်မာ Fighter အခုမှ10ကျော်သက်အရွယ်ပဲဖြစ်တဲ့အတွက်ကြောင့်မလို့အခွင့်အလမ်းတွေအများကြီးရှိကောင်းရှိနေနိုင်ပါတယ်ဆက်လက်ကြိုးစားရင်တစ်ချိန်မှာအောင်မြင်မှုတွေကအများကြီးရှိလာအောင်ပါပွဲပြီးသွားရင်လည်းပွဲပြီးသုံးသက်ချက်အကြောင်းအရာတွေကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးသွားပါဦးမယ်ခင်ဗျာထူးခြားတဲ့အကြောင်းအရာတွေရှိရင်လည်းဆက်လက်တင်ဆက်ပေးပါမယ်ခင်ဗျာဒီကနေ့အတွက်တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲဒါမယ့်နေ့ဒီမှာလည်း MMA လောကနဲ့အားကစားလောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe မလုပ်ရသေးရင် subscribe လုပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျာအားလုံးပဲတာယာပျော်ရွှင်မှုကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ